နောက်ထပ်နှစ်ပေါင်း30ဒါမှမဟုတ်40အတွင်းမှာကမ္ဘာလူဦးရေဟာ10ဘီလီယံထိရောက်ရှိလာတော့မှာပါဒါဟာကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံကိုဘယ်လိုပြောင်းလဲပြစ်မလဲအကြီးမားဆုံးစိန်ခေါ်မှုကတော့အစားအစာပါဗဇက်ပေါင်း10ဘီလီယံကိုကျွေးမွေးဖို့ဆိုရင်အခုထက်အစားအစာထုတ်လုပ်မှုကို80%ထိတိုးမြင့်ရမှာဖြစ်ပါတယ်မြေနေရာချပါလာတဲ့အတွက်မြေပေါ်မှာစိုက်တာထက်မြို့ပြအဆောက်အုံတွေထဲမှာစိုက်ပျိုးတဲ့ vertical farming စနစ်တွေဟာအဓိကခန်းကဏ္ဍကပါဝင်လာပါလိမ့်မယ်အမဲသားနဲ့ကြက်သားတွေအတွက်တလိပ်ဆန်တွေမွေးမြူမဲ့အစားတက်ခွဲခန်းထဲမှာ cell တွေကနေဖန်တီးတဲ့ lab grown meat တွေကဈေးကွက်ကိုစိုးမိုးလာပါလိမ့်မယ်လူဦးရေများလာလေလေရေကပိုပြီးချပါလာလေလေပါပဲ10ဘီလီယံသောလူတွေအတွက်တောက်သုံးရေရရှိဖို့ကကြီးမားတဲ့နိုင်ငံရေးပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်ဒါကြောင့်ပင်လယ်ရေကိုတောက်သုံးရေဖြစ်ပြောင်းလဲတဲ့ desalination စက်ရုံကြီးတွေဟာကမ်းရိုးတန်းတစ်ချောင်းမှာမှုလို့ပေါက်လာပါလိမ့်မယ်လူတွေဟာမြို့ပြကိုပို့ပြီးစုပြုံလာကြမှာပါလူဦးရေ10တန်းကျော်ရှိတဲ့ mega city တွေပိုများလာပြီးမြို့တွေဟာတစ်ခုနဲ့တစ်ခုဆက်သွားနိုင်ပါတယ်နေထိုင်စရာချပါမှုကိုဖြည့်ချင်းဖို့ 3D printing နဲ့စောက်တဲ့အိမ်တွေနဲ့တင်းငယ်ပေမဲ့လှုပ်ဆောင်ချက်စုံတဲ့ micro apartments တွေကခေတ်စားလာမှာပါစွမ်းအင်လိုအပ်ချက်ဟာလည်းအစမတန်မြင့်တက်လာမှာပါကြောင်မီသေးစာနေအောင်ကြီးနဲ့လေစွမ်းအင်လို clean energy တွေကိုပဲအဓိကသုံးရပါတော့မယ်လူများရင်အမိုက်လည်းများပါတယ်အမိုက်တွေကိုစနစ်တကျပြန်လဲအသုံးချနိုင်တဲ့ zero waste စနစ်တွေမရှိမဖြစ်လိုအပ်လာပါလိမ့်မယ်အလုတ်ကိုင်းတွေမှာလူသားတွေထက် AI နဲ့စက်ရုပ်တွေကပိုပြီးနေရာယူလာမှာပါဒါဟာလူဦးရေများတဲ့ကမ္ဘာမှာအလုတ်လက်မဲ့ပြဿနာကိုဖြစ်စေနိုင်မလားဒါပေမဲ့ဒီလူသားရင်းမြစ်10ဘီလီယံကိုကောင်းကောင်းပညာပေးနိုင်ရင်တော့ဒါဟာကမ္ဘာကြီးကိုပိုပြီးတိုးတက်စေမယ့်အင်အားစုကြီးဖြစ်လာမှာပါလူဦးရေထူထပ်လွန်းတာကြောင့်ယောဂဗေယတွေပြန့်နှံ့ဖို့ပိုလွယ်ကူလာပါလိမ့်မယ်အနာဂတ်ရဲ့ကျန်းမာရေးစနစ်ဟာကာကွယ်ရေးကိုပိုပြီးအလေးထားလာရမှာပါလူတွေနေရာချွတ်တင်လာတာနဲ့အမျှတော်ရိုင်းတိရစ္ဆာန်တွေရဲ့နေထိုင်ရာတွေပျောက်ကွယ်ပြီးမျိုးသုံးမှုတွေပိုများလာနေတာကတော့စိုးရိမ်စရာပါကမ္ဘာမြေမှာကြက်ညက်လာတဲ့အတွက်လူသားအချို့ဟာလပေါ်မှာဒါမှမဟုတ်အင်္ဂါဂျိုးပေါ်မှာတွားရောက်ချေချဖို့စတင်ကြိုးပမ်းလာကြမှာပါလမ်းပိတ်ဆို့မှုတွေကိုဖြည့်ချင်းဖို့မြေအောက်ဟိုက်ပါလူတွေနဲ့ပြန်တန်းနိုင်တဲ့လျှက်စစ်တက္ကစီ EVTOL တွေကနေစဉ်သွားလာမှုတွေဖြစ်လာပါလိမ့်မယ်10ဘီလီယံသောလူတွေရဲ့ကာဗွန်ထုတ်လွှတ်မှုဟာရာသီဥတုပြောင်းလဲမှုကိုပိုဆိုးစေနိုင်လို့ကမ္ဘာကြီးကိုပြန်အေးအောင်လုပ်မဲ့ Geo-engineering နည်းပညာတွေပေါ်လာနိုင်ပါတယ်ပိုင်ဆိုင်မှုတက်မျှဝေသုံးစွဲမှု share economy ကပိုရေးကြီးလာမှာပါကားတွေကရိယာတွေကိုကိုယ်ပိုင်ဝယ်မဲ့အစားလိုအပ်တဲ့ချိန်မှာငှားသုံးတဲ့စနစ်ကပိုခိုင်မာလာပါမယ်အဲ့ဒီချိန်မှာဆေးပညာတိုးတက်မှုကြောင့်တက်ကြီးရွယ်ဦးရေဟာလည်းအစမတန်များပြားနေမှာပါဒါကိုထိန်းကျောင်းဖို့စောင့်ရှောက်ရေးစက်ရုပ်တွေလိုအပ်လာပါမယ်အရင်းမြစ်ချပါမှုကိုဖြည့်ချင်းဖို့နိုင်ငံတစ်ခုချင်းစီထက်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့စုပေါင်းစီမံခန့်ခွဲတဲ့ global governance စနစ်ကပိုပြီးအားကောင်းလာရမှာပါ10ဘီလီယံဆိုတာကြောက်စရာကိန်းဂဏန်းတစ်ခုမဟုတ်ပါဘူးဒါဟာလူသားတွေရဲ့တီထွင်ကြံစနိုင်စွမ်းကိုစမ်းသပ်မဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်ကမ္ဘာမြေဟာကျွန်တော်တို့အားလုံးကိုစနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လောဘတွေကိုတော့မစနိုင်ပါဘူးစနစ်တကျနေထိုင်တတ်ဖို့ပဲလိုတာပါ